မင်္ဂလာပါ Google Keyboard မှာဒီ Gboard မှာတိုင်းတာဘာသာစကားထည့်သွင်းတွေကိုပြောပြမှာဖြစ်ပါတယ်အခုပထမဆုံးကျွန်တော်တို့ဒီ Gboard ဆိုတဲ့ဟာနဲ့ရိုက်မှာဖြစ်တဲ့အတွက်ဒီ Gboard ကိုနှိပ်ပါမယ်ဟုတ်ကဲ့ပါအခုလိုပေါ်လာမယ်ပြီးပါပြီကိုနှိပ်ရပါမယ်အခုလိုနှိပ်ရလို့ရှိရင်ဒီအပေါ်မှာဘာသာစကားများဆိုတာနေရာလေးကိုနှိပ်ပြီးမှကျွန်တော်တို့လိုချင်တဲ့တိုင်းတာဘာသာစကားကိုထည့်သွင်းလို့ရမှာဖြစ်ပါတယ်နှိပ်လိုက်ပြီโอเคအခုလိုပေါ်လာတဲ့အခါမှာကျွန်တော်ကတော့ဒီအင်္ဂလိပ်ကတော့ကိုရှိပြီးသားဖြစ်ပါတယ်မြန်မာကလည်းကျွန်တော်ထည့်ပြီးသားဖြစ်ပါတယ်နောက်ထပ် keyboard ထည့်ချင်လို့ရှိရင်ဒီအောက်ဆုံးမှာရှိတဲ့ဒီ keyboard ထည့်ရကိုနှိပ်ပါမယ်โอเคဒီ keyboard ထည့်ရမှာနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ထည့်ချင်တဲ့စာဟာကိုကျွန်တော်တို့ဒီထဲမှာပေါ်နေလို့ရှိရင်ပေါ်နေမယ်မပေါ်နေလို့ရှိရင်မပေါ်ပါဘူးမပေါ်တဲ့ဟာကိုကျွန်တော်စာရိုက်ထဲမှာရှာရပါမယ်အခုဒီမှာအိုင်ကရင်ဆိုရင်ဒီမှာရှိပါတယ်ကျင်းဖို့ဆိုရင်ရှိပါတယ်ဒီမှာစကောကရင်ဆိုရင်ရှိပါတယ်ကရဆိုရင်ရှိပါတယ်တိုင်းတာပါတာစာအားလုံးထည့်လို့ရပါတယ်ဟာကချင်းဆိုရင်ရှိတယ်ဒီမှာကျွန်တော်ဒီချင်းကိုထည့်ပြပါမယ်โอเคအခုလိုထည့်ရလို့ရှိမှဒီမှာချင်းပါတာစကားနဲ့ချင်း keyboard လေးဖြစ်ပါတယ်အဲ့ဒါကိုထည့်ချင်လို့ရှိရင် okay ကိုနှိပ်ရပြီးဒီပြီးကိုနှိပ်ရပါမယ် okay ကျွန်တော်ကဒီမှာမရှိတဲ့ကျွန်တော်တို့လီဆူတိုင်းသား keyboard ကိုထည့်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီနေရာမှာလီဆူလို့ရိုက်လိုက်ပါမယ်โอเคလီဆူရိုက်ရလို့ရှိရင်ဒီအောက်မှာရှိတဲ့ဒီ set spot မှာနှိပ်လိုက်မှာဖြစ်ပါတယ်အဲ့မှာနေဒီမှာအပေါ်မှာဒီဆိုတွေ့ပါမယ်အဲ့မှာတစ်ချက်နှိပ်ပါမယ်โอเคအဲ့လိုနှိပ်လို့ရှိရင်ဒီလိုအမှတ်ချင်းလေးပေါ်နေပြီဒီအောက်ဆုံးမှာတော့ပြီးပြီဆိုတာလေးပေါ်နေပါမယ်အဲ့ဒီပြီးပြီဆိုတာလေးကိုတစ်ချက်နှိပ်ပါမယ်โอเคအဲ့လိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဘာလို့ပေးရမလဲဆိုရင်တိုင်းတာဘာသာစကားမှာဒီအခရာနဲ့ဒီကနန်းနဲ့တက်စီခွဲသွားအောင်ဆိုပြီးမှဒီမှာဒုတိယဘိုင်းမှာရှိတဲ့ဒီဦးစားပေးအချက်များဆိုတာနေရာကိုရှိတယ်โอเคအဲ့မှာဒီအစတော့ဒီလိုဖြစ်ဒီကောင်ကဒီကလို့တွေကပိတ်နေပါလိမ့်မယ်အဲ့လိုပိတ်နေလို့ရှိရင်ဒီနံပါတ်စဉ်ပြအတန်းဆိုတဲ့နေရာကိုကျွန်တော်ဒီလိုခလုတ်လေးဖွင့်ပေးလိုက်ပါမယ်โอเคအဲ့လိုဖွင့်ပေးလို့ရှိရင်ရပါပြီအဲ့လိုဆိုရင်ကျွန်တော်တို့စာလေးရိုက်ကြည့်လို့ရပါပြီโอเคအခုဟာကတော့မြန်မာစာပါโอเคပါနောက်ကျွန်တော်တို့ဘာသာစကားပြောင်းလဲချင်တော့ဒီကဘာလုံးပုံရှိတဲ့နေရာကိုနှိပ်ပြီးပြောင်းလို့ရပါတယ်โอเคအခုတော့အင်္ဂလိပ်လိုပါโอเคနောက်တစ်ခုဘာသာစကားနောက်တစ်ခုပြောင်းပါမယ်โอเคအခုကတော့ဒီစုတိုင်းသားစာဖြစ်ပါတယ်โอเคကျွန်တော်တို့ဒီထက်မကတဲ့တိုင်းသားစာတွေအားလုံးထည့်သွင်းလို့ရပါတယ်အဲကြောင့်မို့ကျွန်တော်တို့တိုင်းညီကိုမော်နမများကိုမိမိရဲ့ဘာသာစကားကိုဒီ Gboard တစ်ခုနဲ့ပဲထည့်သွင်းမှအသုံးပြုလို့ရပါတယ်ဆိုတဲ့အကြောင်းကိုတတင်ကောင်းပါလိုက်ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအထူးတင်ပါတယ်